Say New Cheni Step by Step Script Intro စိတ်သားချက်တဲ့အခါဒဲဦးတဲ့ဓာတ်ရိုက်ထည့်ပြီးမလှော်လိုက်ကွာနဲ့အဲ့ဒီလိုဆိုရင်အသားကမနူးပဲမာတောင်းတောင်းထိနေတတ်ပါတယ်ဒီနေ့ကျွန်တော်ပြတဲ့နီးတိုင်းချက်ကြည့်မယ်ဆိုရင်တော့အသားကအယမ်းနူးပြီးညင်နဲ့လည်းလုံးဝမရှိပဲစားလို့အယမ်းကောင်းသွားမှာပါ Preparation 1အရင်ဆုံးစိတ်နဲ့ရိုးတွေကိုအတုံးသေးသေးလေးတွေတုံးထားပါ2ပြီးရင်စံစိတ်ရည်ထဲမှာမိနစ်20လောက်စိမ်ထားပေးပါ3စံစိတ်ရည်ကစိတ်သားတွေကသွေးညီနှံတွေကိုဖယ်ရှားပေးနိုင်လို့ပါ4စိမ်တင်းသွားရင်တော့ရေစင်းအောင်ဆေးလိုက်ပါ5အိုးတွေကိုရေအီးထည့်စိတ်နဲ့ရိုးတွေထည့်ပြီးရင်ဂျင်းချက်တော်မီအရက်ဦးဟင်းချက်ရက်နဲ့လိမ္မောခွန်းတစ်ဖက်ထည့်ပြုတ်ပေးပါပေါ့ပွက်ဆူလာခြင်းအပေါ်ကအမြုပ်တွေကိုဖယ်ပေးပါအဲ့ဒါတွေကညှိနှံ့ရဲ့အထီးကအရင်းမြစ်တွေပါ9မိနစ်လောက်ပြုတ်ပြီးရင်တော့အသားတွေကိုဆယ်ပြီးရေနွေးနဲ့ပြန်ဆေးပေးပါရေအေးနဲ့မဆေးပါနဲ့အသားမာသွားတတ်ပါတယ် Main cooking shit ဒေအိုးတဲ့စီထဲပြီးစိတ်နှရိုးတွေကိုအရင်လှော်ပေးပါအသားတွေကစီတွေထွက်လာပြီးအနှဲငယ်ဝါလာတဲ့အထိလှော်ပါပြီးရင်ဂျင်းကျက်သွန်မိတ်တစ်ကြံဘိုးခေါကာရဝေးရွက်နဲ့ငရုတ်တိချောက်တွေထဲပါပဲငံပြားကြီးအကြီးနှစ်စွန်ပဲငံပြားကြီးအနောက်အနှဲငယ်ကြောက်ဖယုံတကြားနဲ့အတိကအရေးကြီးဆုံးဖြစ်တဲ့ပဲငံပြားကြီးအနစ်နှစ်စွန်းထဲပါအရက်ဦးအနှဲငယ်ထပ်ထည့်ပြီးရေနွေးကိုအသားမြောက်တဲ့အထိထဲကအဖုံးအုပ်ပြီးမိနစ်40လောက်မီးအေးအေးနဲ့တီထားပေးပါ finishing စနစ်မိနစ်40ပြည့်ရင်တော့မုံလာအုပ်နီနဲ့မုံလာအုပ်ဖြူတွေထည့်ပြီးနောက်ထပ်10မိနစ်လောက်ထပ်တီးပါနောက်ဆုံးမှာတော့မီးပြင်းပြင်းနဲ့အရေလေးခန့်အောင်လုပ်ပြီးကျက်သွန်မြစ်လေးဖြူးလိုက်ရင်အရသာရှိတဲ့စိတ်နှရိုးချက်လေးရပါပြီ